video လေးမစခင်မှာအားလုံးကိုပြောစရာတခုရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်ရဲ့ video တွေကိုမကြည့်ခင်မှာ secure VPN လို့ခေါ်တဲ့ဒီ VPN လေးနဲ့ချိတ်ပြီးတော့ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်။ဒီ VPN လေးကအသုံးပြုရလဲလွယ်ကူပါတယ်။ဘလောက်တောင်လွယ်ကူလဲဆိုရင်ကိုယ်နဲ့လေးကိုတစ်ချက်နှိပ်လိုက်ရုံပါပဲ။အဲ့လိုနှိပ်ပြီးရတဲ့ video တွေကိုကြည့်နိုင်ပါပြီ။ဆိုတော့ဒီ VPN လေးချိတ်ပြီးကျွန်တော်ရဲ့ video တွေကိုကြည့်ပေးစီချင်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့စီးပွားရေးသတင်းကတော့ကားနဲ့ဆိုင်ငယ်စည်းတွေတဟုန်ထိုးထိုးတက်နေတဲ့အတွက်ကြောင့်စီးပွားရေးပညာရှင်တွေနဲ့တတိယတွေကကားရီဆိုင်ငယ်တွေကိုမယမနာဝယ်ယူနေတဲ့ဆွဲသတင်းပဲဖြစ်ပါတယ်။ဟာကားစည်းဆိုင်ငယ်စည်းထိုးတက်နေတယ်ဆိုပါလား။ဟာနင်းငါအဲ့ဒါဆိုရင်ငါဝယ်ဖို့စိတ်ကူးထားတဲ့အမျိုးအစားတွေဈေးတက်ကုန်တော့ပြီကွာ။အဲ့ဒါဆိုငါမြန်ဝယ်မှဖြစ်မယ်။ငါတို့လမ်းထိပ်ကကားရှိုးရုံးမှာလည်းငါကြိုက်ရဲ့ကားမျိုးစားမရှိဘူး။ဆိုတော့ဘယ်လိုဝင်ကောင်းမလဲ။တင်စင်းတက်လိုက်ဝယ်လို့လည်းမဖြစ်ဘူးကွာ။ဘယ်လိုလုပ်ရမလဲကွာအော်နေဦးအော်အေး Facebook မှာငါ post တင်လိုက်မယ်ကွာကားနဲ့ဆိုင်ကအဝယ် post ကိုတင်လိုက်မယ် Okay A few moments later ကဲတင်ပြီးသွားပြီဒါပေမဲ့အခုမှစတင်တာဆိုတော့မတွေ့တော့သေးဘူးခဏလောက်တော့စောင့်ကြည့်လိုက်မယ် later Okay ဆိုတော့ငါပို့ကြည့်ရှုသူကတစ်မျိုးလုံးနှိပါဖြစ်လာပြီ Okay အဲ့ဆိုရင်လာရောက်တဲ့ကောင်လေးအော်ဒီမှာတယောက်ဘာလဲလဲအော်လှိုင်းသားရပပတဲ့အဝီနာမည်လေးရတဲ့ Okay တော့ဘာရောက်မှလဲဟောအလှလေးရောင်းကျင်ပါတယ်ဗျာတဲ့လိပ်စာကဘာကဆိုင်ပြီးပါတယ်အော်မိုက်တော့မိုက်ရေကွာတွားကြည့်လိုက်မယ်ကွာတွားရှိုးလိုက်မယ်ကားခဲရောင်မှာပြိုင်ကားဘိန်းအကြီးမျိုးစားဆိုတော့ငါတို့ရင်းတဲ့ပုံစံမျိုးပဲ Okay ဆိုတော့ဘာနဲ့တွားမလဲမှုတ်ကြီးငါးစီကကားငါးဆိုတာခုထိပြန်မပေးသေးဘူးကွာထားလိုက်တော့ကားနဲ့တွားရင်လည်းအပြန်ကြရင်ဟိုကားကိုယူလာအောင်ပါဆိုတော့လမ်းမှာတွေ့တဲ့ကားပဲငှားသွားတာပေါ့ကွာ Okay ဟိုကားပြလေးဆိုရင်မိုက်လားအပြာကားအော်ဟုတ်ကားပြဟေးနေဝေးအော်ရက်မပေးဘူးအဲ့ဆိုဒီကအညီလေးခဏနေဦးဟဲ့ဘေးအောင်မလို့ဗျာချက်ချင်းတက်လာပြီးတော့ဟာညီလေးကလည်းခဏလေးပါကွာကိုဟိုနားလေးလိုက်ခဏလိုက်ပို့စမ်းပါကွာဟာမပူးဗျာကျွန်တော်အလုပ်တွေရှိသေးတယ်ဗျဟာဒီကောင်ခဏလေးပါဆိုကွာဟိုနားလေးပဲ A few moments later ဟဲ့ခုနကနေမရောက်သေးဘူးလားဗျရောက်ပြီဟိုရှိကဟမ်ဘာဂါဆိုင်ပဲအဲ့နားရောက်ရင်ငါဆင်းပါပါကွာအဲ့ရရောနီးလေးဟိုမှာလမ်းလျှောက်သွားလိုက်တော့ဗျာကျုပ်ဒီနားလေးကိုခမရောက်ချပေးရမယ်ဗျာတော်ပြီဟာအေးပါကွာအေးဆင်းတော့မယ်ကျေးဇူးပဲရောက်လိုက်ပို့တာဒီကောင်နေလူမှုရေးတော်တော်ခေါင်းပါတဲ့ကောင်နေပဲမဖြစ်ငါဒီကောင်နေဆုံးမရမယ်ဟိလောလောဆယ်တော့ငါဟမ်ဘာဂါဆိုင်နာကိုကားတော့ဝယ်လောက်မယ်โอเคဆိုတော့ဟိုကောင်ချင်းကြတော့ဒီနားလေးပဲလိုင်းသားရပချင်းကြတာတော့ဒီဟမ်ဘာဂါဆိုင်ဘေးလို့ပြောတာပဲဒါပေမဲ့ဘေးဆိုတော့ဟိုဘက်အယုတ်ဆိုင်များလားဘယ်နားလေးလဲဟာမမြင်အောင်လှမ်းအောင်လို့လည်းမရဘူးကွာလိုင်းသားပဆိုပြီးတော့ရှောက်ကြည့်လောက်မယ်ကွာโอเคဆိုတော့ဒီနားလေးအော်နေဦးဟိုမှာတော့ဘိန်းကြီးနဲ့တဘိန်းတွေ့တယ်ဝေးအဲ့နားကြီးလာမသိဒါခင်းအောင်ကြီးကွာညီလေးရောင်လိုင်းသားပဆိုတာမင်းလားကွာကားရောက်မဲ့သူကမင်းလားကွာဟာဟုတ်တယ်ကိုကျွန်တော်နိုင်ကြပါပါအကိုကမောင်းလွင်လားအေးဟုတ်တယ်လေကွာမင်းချင်းတော့ဒီနားရောက်လာတာနေပါဦးမင်းရောက်မဲ့ကားဒါလားငါ့ကိုပြန်တော့ခဲရောင်မှာဟာဘလို့ကြီးလေဟာဟုတ်တယ်ကိုကြီးအဲ့ကပုံမှန်ကားမဟုတ်ဘူးအယောင်ပြောင်းနိုင်မှရှိတယ်ဗျဟာအယောင်ပြောင်းနိုင်မှရှိတယ်ဟုတ်လားထူးဆန်းလာရတာကွာနင်းတော့ကြိုက်သွားပြီမင်းကားပုံစံငါရှာနေတဲ့ကားပုံစံမျိုးပဲကွာမင်းဈေးဘယ်လောက်ခေါ်ထားလဲပြီးတော့ဒီကအတိုက်ခိုက်တွေဘာညာဆမကလာတွေအကုန်ရှင်းရလားကွာရှင်းတယ်ကိုကြီးကိုကြိုက်လို့မောင်းဘယ်နဲ့ကီလိုနဲ့မောင်းတောင်စင်းတောင်တက်အေးဆေးပဲအေးအဲ့ဒါဆိုရင်ငါဒီကားကိုစမ်းစီကြည့်လို့ရရမလားစမ်းစီကြည့်လောက်မယ်ကွာဒါနဲ့ဈေးကဘယ်လောက်တော့ဟုတ်ဈေးကတော့ပါလေးပဲပြီးပါကိုရဒေါ်လာ6500တဲ့ပါကားပုံစံတော့မစိုးပါဘူးငါစမ်းပြီးတော့မောင်းကြည့်လောက်မယ်ကွာနေရောမအိမ်နာဆောင်နေโอเคကားကိုစမ်းမောင်းကြည့်လောက်မယ်ကားတော့စက်တွေဘာတွေအင်ဂျင်တန်တွေကတော့တော်တော်ကောင်းတယ်ကွာဘင်းကလည်းမိုက်တယ်ဘင်းကြီးကွာဒီလိုကားမျိုးဒီမျိုးမှာဒီလိုပုံစံဒီတစ်မျိုးပဲရှိတော့တယ်ဒါပေမဲ့ငါရဲ့ဟိုကားလောက်တော့မမိုက်ဘူးအေးကွာဒေါ်လာ6500လောက်နဲ့ကတော့ဝယ်လိုက်တော့မယ်ကွာမိုက်တယ်โอเคဆိုတော့အယောင်လေးကလည်းအယောင်ပြောင်းနိုင်စွမ်းနေရှိရဆိုတော့ဟိုရှိရအယောင်ပြောင်းနိုင်စွမ်းနေရှိရဆိုတော့စိတ်ဝင်စားသွားပြီโอเคဝယ်လိုက်မယ်ကွာဒီလိုချင်းမျိုးမှာဒီစည်းနဲ့ရတာတန်တာပဲโอเคဆိုတော့ဟေးအောင်လိုင်းသားရပမင်းကောင်ငါဝယ်မယ်ကွာဝေး6500မင်းစည်းခေါ်ထားနော်အေးကွာကြိုက်လို့မင်းက900မိုးထပ်ပေးမယ်ကွာဒေါ်လာ9000ပေးမယ်မင်းရောကျေးဇူးလိုက်တော့ကိုရကျေးဇူးတင်ပါတယ်ဗျာကျွန်တော်လေးမောင်ဘူးလိုနေရတယ်တော်ပြီဗျာကိုကျေးဇူးဒီတက်မေ့ပါဘူးဗျာအေးပါကွာဆိုတော့အခုပဲပတ်စတစ်ခါရှင်းလိုက်မယ်ကွာငါစီမှာပါလာတယ်ဆိုတော့ဒေါ်လာ9000မင်းကိုဒီနားလေးပဲတစ်ခါလေးပေးလိုက်မယ်မင်းအဲ့လက်ထက်ဖုန်းနဲ့ဘာကြီးလုံနေရတော့ကွာမင်းလက်မအားဆိုလဲငါပတ်စကိုဒီနားလေးပဲချပေးလိုက်မယ်ကွာကြားလားနေဒီနားလေးချပေးလိုက်မယ်ဒီမှာ1000 2000 3000 4000 5000 6000 9000
အဲ့မှာဒေါ်လာ9000ကွက်တီပဲကွာဟောညိုအဲ့မှာကွက်တီပဲကြလားမင်းကမမိုးဒေါ်လာ900ပါတစ်ခါလေးပေးလိုက်တာ ဟုတ်ကိုရကျေးဇူးတင်ပါတယ်ဗျာဒီကားကြီးကိုစိတ်ရိုက်စီးတော့ဗျာအကုန်အားမခံနေ အေးပါကွာမင်းလည်းနောက်တစ်ခါရောင်းစရာအတန်လေးတွေအလှလေးရှင်ငါစီစာလန်းပို့လိုက်ပါကွာငါလာခဲ့မယ်ကြားလား ဟုတ်စိတ်ချကိုကျွန်တော်တွေ့ရတဲ့အကိုစီကိုပဲပထမဆုံးပို့ပါဗျာ အေးအဲ့ဒါဆိုငါသွားပြီကွာနောက်မှပဲတွေ့ကြတာပေါ့ဘိုင်းဘိုင်းကောင်း ဟုတ်ကိုကျေးဇူးပဲနော် โอเคကဲကားတိတော့ရပြီကွာဒီမြို့မှာတစည်းရွယ်ရှိတာโอเคတော်တော်မိုက်တယ်ကွာကြည့်အောင်ငါရှားပါဘိန်းတွေကိုရလာတာပဲကွာကြည့်အောင်ကားဘိန်းကပုံစံအော်တွေ့လားတရားပေါ်တန်းတက်သွားတာတောင်စင်းတောင်တက်ကတော့ငြိမ်ငြိမ်လောက်တယ်ဝီဆိုတော့မိုက်တယ်ရမ်းကြိုက်တယ်ကွာโอเคအကြောင်းကလည်းအကြောင်းပြောင်းနိုင်ရရှိရဲဆိုတော့တော်တော်မိုက်တယ်ကွာခင်းနေတို့အမြန်ဆုံးတင်လို့ရရပါလားမသိဘူးစမ်းကြည့်လိုက်အောင်မယ်โอเคဒီနေ့ဆန်လိုက်မယ်အိုးရောက်ခင်းအောင်လေးထွက်တာအိုးမိုက်တယ်အိုးတော်တော်လေးကြိုက်သွားပြီကွာ A few moments later. โอเคဒေါ်လာ9000နဲ့ကားကောင်းစားတစ်စီးရလိုက်တယ်ကွာโอเคဆိုတော့ပထမဆုံးရောင်းဝယ်ရေးကတော့အဆင်ပြေသွားပြီညာလည်းရောက်ပြီဆိုတော့မနေ့ပြန်မှပဲဆက်ဝယ်တော့မယ်ဟာဟိုကောင်မှုတ်ကြီးငါကောက်ကိုပြန်လာမထားသေးဘူးအဲ့ကောင်ခကြီးထွက်နေရတာဘာလားမသိဘူးကွာโอเคထားလိုက်ပါတော့ကွာအဲ့ကောင်ကကူညီထားတာတော်တော်များတယ်ကွာအိတ်တော့မယ်ကွာဟူးမော်ကဲအိမ်မှာကွာမနေ့ကမှပဲဆက်ပြီးတော့ဝယ်တော့မယ်အိပ်ပြီကွာမောလိုက်ချောက်ကွာဟူးခုမှပဲအေးစေးအိပ်ရတော့ The next day. ဟူးဟာဘင်းရထိုးသွားလည်းမသိဘူးအိုးငါကားရောင်းဝယ်ဆက်လုံးအောင်ပါကွာโอเคဘယ်သူတွေငါ့ကိုကားလမ်းစားလေးပို့လည်းမသိဘူးကြည့်အောင်မယ်ဟာမောင်ဂျူသားဒါလေးကြာရင်လာခင်ငါရဲစခန်းဘေးမှာရောက်နေတယ်အိုးငါ့ကိုလက်ကဘာဘောပို့ခဲ့မောင်ဂျူသားရောက်နေတာပါလားဟာဒီဂျူသား UFO တွေပါထုတ်ရောင်းနေတာပဲဘတ်ဂျက်တွေပါနေသွားလို့လားမသိဘူးโอเค UFO ဆိုတော့ဒါရခဲ့တယ်ကွာโอเคရခဲ့တယ်ဆိုတော့တခါတည်းကုတ်ထားလိုက်တော့မယ်ဝယ်ထားလိုက်တော့မယ်ဝယ်ဆိုတော့သူကရဲစခန်းဘေးမှာဆိုတော့ရဲစခန်းဘေးကိုသွားကြမယ်ကွာကဲဒီတခါဘေးကနေသွားမလဲဟိုကောင်ငါ့ကိုအခုဒီလာမပေးသေးဘူးရောင်းကြီးမှုတ်ကြီးဘေးသွားနေရတယ်မသိဘူးနေတော့ဒီကားနဲ့ဟုတ်တယ်ဟိုဒီကရောင်ပြောင်းသွားပြီအိုးမိုက်တယ်ကွာโอเคဟာဒီကားနဲ့တော့လုံးမကြိုက်ဘူးကွာဟိုမှာ UFO နဲ့ဒီကိုစီးလာမှာဆိုတော့နေလုံးကားငှားပြီးတော့သွားရမယ်ဟိုနားလေးမှာဘာကားရှိလဲမသိဘူးโอเคဒီထဲမှာလူရှိလားမသိဘူးရှိတယ်ညီလေးကိုခုနကလိုက်ပေါ်အောင်ကွာ ဘယ်နားလေးလဲဗျာကျွန်တော်အလုံးမအားဘူးဗျာ ဟာမင်းကလည်းဟိုနားလေးရဲစခန်းနားလေးပါပဲကွာ ရဲစခန်းဟုတ်လားရဲစခန်းသားဆိုလိုက်ရဲဦးဗျာကျွန်တော်ကားဒီမှာတကားတစ်ဖက်ကပြက်သွားပြီဟာတွေ့လားအခုတောင်မှ အေးကွာမင်းကရေးတဲ့ဘင်းချော်နေတယ်ဘာမှမဖြစ်ဘူးကွာမင်းရဲစခန်းနားလေးဒီမလိုက်ဖို့ကျင်တော့ကွာအဲ့ဒီလမ်းကြားနားလေးကိုလိုက်ဖို့ကွာမင်းရဲဒီမင်းကိုမမြင်စရာဘူးကွာမင်းကောင်မမြင်စရာဘူးကြားလားကွာမဲဗျာပြီးရောအဲ့ဆိုလိုက်ဖို့မယ် အေးကျေးဇူးပဲကွာ A few moments later. ဟေးရဲလူဒီနားလေးဆိုရက်တော့ဗျာဒီနားလေးခမဆင်းနေတော့ကျုပ်ဟိုရှိကြီးလိုက်မဖို့ရဲဘူးဗျာ အေးပါကွာနင်းဒီစကားလေးတော့ကြော်လောင်းမယ်ကွာပြီးမှမင်းရမယ်ဘေးတော့ကွာကြားလားโอเคရပြီဆိုတော့ငါဒီနားလေးဆင်းနေလိုက်တော့မယ်နင်းရက်လောက်အောင်မယ်โอเคကဲကျေးဇူးပဲကွာငါ့ကိုလိုက်ဖို့လို့နောက်မှပဲမင်းကြိုက်တာဝယ်ကျွေးမယ်ကွာโอเคဆိုတော့နင်းကိုဂျိုသားဘီနားလေးကိုစောင့်နေရလဲမသိဘူးဟာကျန်းလာပြီလားဟာလူတိုက်သွားတယ်ကျုံးကွာကိုလာရွှေတို့ကတော့ကဲနင်းကိုဂျိုသားနင်းဒီသူကဒီရဲစခန်းရှိတော့မဟုတ်တော့ဒီလိုဟုတ်တယ်ဒီတိုက်တင်တာလေးပဲဖြစ်တော့တယ်ဝေးဆိုတော့ဒီနားလေးသွားကြည့်တော့အောင်မယ်နင်းကိုဂျိုသားလန့်ခေါ်လို့လေသူများကြီးကြားသွားမကြိုက်ဘူးကွာဟိုနင်းဘေးမှာလဲကိုဂျိုသားကိုဂျိုသားဘေးရောက်နေရလဲနင်းဟိုမှာUFO လေးတွေ့ဟုတ်တယ်အဲ့နားထင်တယ်ဟုတ်တယ်သွားကြည့်လိုက်မယ်ကွာဆိုတော့အဲ့နားသွားကြည့်လိုက်မယ်ကွာဟုတ်တယ်ဟိုမှာကိုဂျိုသားငါ့ကိုရက်ဆောင်နေတာတော်တော်ကြာလို့စိတ်ပြတ်နေတော့ပြီโอเคကိုဂျိုသားမင်းစောင့်နေကြပြီလား အေးကြော်ပြီးမောင်လွင့်ရော sorry ပါဗျာကျွန်တော်သူများကနေလာတာမဟုတ်လို့ကိုဂျိုသားဘာရောက်မှလဲ UFO လား အေးဟုတ်တယ်ဒီ UFO ပဲကွာ UFO ကတော့တော်တော်လန်းနေဗျာဒါနဲ့ကိုဂျိုသားစီးဖို့ရှိတာဘာလို့ရောက်တာတော့ အေးကွာငါလည်းစမ်းသပ်မှုတစ်ခုလုပ်နေတာကွာproject အတွက်ဘတ်ဂျက်မလုံတော့လို့ကွာဒါလေးထုတ်ရောင်းရတာပြီးတော့ဒါကြီးကလည်းငါ့အတွက်မလိုဘူးလေကွာငါမှနောက်ထပ်အများကြီးရှိတယ်ကွာမင်းကိုစီးစီခြင်းလို့ငါရောင်းတာ
အော်ဟုတ်ရဲ့ပါဗျာကျွန်တော်လည်း UFO လိုချင်နေရတဲ့အတော်ပဲတော်မိုက်တယ်ဗျโอเคဆိုတော့ဒီ UFO ကိုကျူစားဈေးဘယ်လောက်လိုချင်လဲပြောလေ အေးငါ project ကလည်းတိတ်မကုန်ပါဘူးကွာဒေါ်လာ1000ခွဲလောက်ဆိုရင်တော့ရပါပြီမင်းဒေါ်လာ1000ခွဲလောက်ပဲပြီးပါကွာ ဒေါ်လာ1000ခွဲအော်တန်တာဖို့ဗျဟုတ်ပါပြီဗျာဒါပေမဲ့ကိုကျူစားကိုကျွန်တော်ဒေါ်လာ2000ပေးလိုက်မယ်ဗျာကိုကျူစားကျေးဇူးတွေကျွန်တော်ပေါ်မှာအများကြီးရှိတယ် ဟောအေးကျေးဇူးပဲကွာအဲ့ဒါဆိုငါ project ကိုအစိမ့်မြင့်လုပ်လို့ရတာပေါ့ကွာ အော်ဟုတ်ပါပြီဗျာအဲ့ဒါဆိုဒီမှာဒေါ်လာ2000ကိုကျူစားတစ်ခါတည်းပဲယူသွားလိုက်တော့ဗျာကျေးဇူးပဲကိုကျူစား အေးအဲ့ဒါဆိုဒီ UFO မင်းယူသွားလိုက်တော့ကွာငါလည်းအချိန်မရှိဘူးသွားကြလေးရှိသေးတယ်ဘိုင်ဘိုင် ဟာကိုကျူစားပြောက်သွားပြီဟာကဲဒီ UFO ယူငါရလိုက်ပြီကွာဒေါ်လာ2000နဲ့ UFO တစ်စီးရတာကွာတော်တော်မိုက်တယ်ကြည့်အောင်စီးကြည့်တော့မယ်ဝိုးโอ้ย no မိုက်တယ်ကွာကြည့်အောင်အိုးအေးဒါဒီနိုင်ငံတိုင်းမဟုတ်ဘူးဒီကဘာမှာလုံးဝရှားပါမျိုးစိတ်ရှားပါပစ္စည်းပဲကွာဟုတ်တယ်တော်တော်မအေးအိုးဒီအောက်ကအလင်းတန်းနဲ့ဆိုလူတွေပါစုပ်ယူလို့ရတယ်ဟိုတော်တော်မိုက်တာပဲကွာကြိုက်တယ်ကွာကြိုက်တယ်ကဲဒီ UFO နဲ့ငါအိမ်ပြန်ရမယ် A few moments later. ကဲ UFO ကြီးတစ်စင်းလုံးတော့ရခဲ့ပြီဒါကတော့ရှားပါပစ္စည်းပဲโอเคဒါအောင်ကလုံးဝသူများတွေကိုထုတ်မပြဘဲနဲ့ငါ့ရဲ့မြေရောက်ခန်းထဲမှာတင်ချရမယ်ဟောတော်တော်မိုက်ရကွာဆိုတော့အခုမြေရောက်ခန်းထဲကိုငါတင်လိုက်တော့မှဒီ UFO ကဲငါ့ရဲ့မြေရောက်ခန်းကြီးโอเคမတုံးတာတော့တော်တော်ကြာပြီကွာကဲဆိုတော့ password လေးနှိပ်ပြီးတော့ဒီမြေရောက်ခန်းလေးကိုဖွင့်လိုက်အောင်မယ်โอเคကဲဖွင့်ပြီကွာโอเคဆိုတော့ငါ့ရဲ့မြေရောက်ခန်းကြီးကို UFO ကြီးတင်ထားရမယ်โอเคတင်လိုက်မယ် A few moments later. ကဲ UFO ကြီးလည်းတစ်စင်းလုံးရခဲ့ပြီကားမိုက်စားကြီးလည်းရခဲ့ပြီငါရဲ့ကားဝယ်ရတော်တော်မိုက်တာပဲကွာကဲဆိုတော့မီးလေးဖွင့်ပြီးတော့အိတ်လိုက်တော့မယ်ကွာโอเคနေဦးတယောက်စားဖို့လို့ပဲကိုလာရွှေပါလားဟေးအောင်ငါလွင့်နေငါမင်းကိုရောင်းစရာလေးရှိလို့ရဲစခန်းကိုတောင်ဘက်အခုလာခဲ့အောင်နဲ့ဟာကိုလာရွှေဘာဒီများရောင်းမှလည်းမသိဘူးဒီလူဂျူဒီကြနေရထင်တယ်အဲ့ဒါကြောင့်ငါ့ကိုရဲစခန်းဘက်ခေါ်တာโอเคဆိုတော့သူ့စီသွားလိုက်ပါမယ်ကွာဒီလူရေးကြီးနေရတဲ့နေဒီဆိုတော့တကားပိတ်ပြီးတော့သွားလိုက်တော့မယ်ညာကြီးချိန်မလို့ကွာဒီလူကတမောက်မှုတ်ကြီးငါ့ကိုခုထိပြန်မပေးသေးဘူးโอเคညာကြီးဆိုတော့ကားမောင်းလာတဲ့ကောင်တွေလည်းမရှိတော့ဘူးအဲ့ဒါဆိုရင်တော့ငါလမ်းလျှောက်ပြီးသွားမယ်ပုံစံပေါက်နေပြီဒီကားကိုလည်းယူသွားလို့မရဘူးဘာလို့ဆိုကိုလာရွှေစီကတခုခုရောင်းတာကားဆိုရင်ကားပြန်တည်လာရင်အိုက်ကထားခဲ့ရမှာဆိုတော့အဆင်ပြေဘူးဆိုင်ငယ်လည်းအဆင်မပြေဘူးဆိုတော့လမ်းလျှောက်ပြီးတော့သွားမယ်ကွာဟိုနားလေးနီးလေးပဲညဘက်လမ်းမလျှောက်အောင်တော်တော်ကြာပြီโอเคဆိုတော့လမ်းလျှောက်ပြီးတော့သွားလိုက်တော့မယ်โอเคသွားမယ်ကွာ A few moments later. โอเคရဲစခန်းတော့ရောက်လာပြီဟာဆိုင်ငယ်လည်းမှောက်လို့မှောက်ဘာဖြစ်နေရလဲမသိဘူးနေဟိုမှာရဲတွေဂျူဒီကြနေတာကနေတာတစ်တော့စော်နေတာကဲဟိုမှာကိုလာယူမှာမလားဟုတ်တယ်ဒီလူဘာလုပ်နေရလဲဟာထိုင်ပြီးတော့ဟိုကိုလာယူကျွန်တော်ခေါ်တာဘာကိစ္စလဲဘာရောက်မလို့လဲပြောလေဗျာ ဟာမလွင့်အေးကွာလာနေဦးခမရလက်ထဲဟာကြီးအောက်ချထားသမှာဗျာဘလူးကြီးလေးဗျာနေဦးကြုံနေရရွှေ့လောက်အောင်မယ်โอเคကဲခမရဘာပြောမှလဲပြောဗျာ အေးငါမင်းကိုရောင်းရရှိလို့ခေါ်လိုက်တာကွာငါအခုဂျူဒီစင်းနေရတာဆိုတော့ဒီကိုပဲတစ်ခါလေးခေါ်လိုက်တာပါကွာဟုတ်ကဲ့ပါဗျာဒါနဲ့ခမရအောင်မယ်ဟာပါလေဆိုင်ငယ်လားကားလားအေးဆိုင်ငယ်လားကားလားဆိုတော့နှစ်ခုလုံးပဲကွာအဲ့မှာကိုတော်နဲ့မှမင်းတွားကြည့်လိုက်ကြိုက်သွားစီရမယ်ဟာကျန်းလိုက်လားဗျအဲ့ဆိုတွားကြည့်လိုက်တော့မယ်ဗျာမိုက်လားရှိုးရအောင်မယ်ဒါနဲ့အဲ့ဒီနှစ်ခုလုံးကဈေးကဘယ်လောက်လဲဗျကြားကြီးများပါဘူးကွာနှစ်ခုပေါင်းဟုတ်ဒေါ်လာ1000ပဲပြီကွာအဲ့ဒါဆိုရင်တော့မစိုးဘူးဗျအဲ့ဒါဆိုကျွန်တော်တွားကြည့်လောက်အောင်မယ်ဗျာခမရဆိုင်ကယ်ရောကားရောဘယ်လောက်မိုက်လဲဆိုတာကြည့်လောက်အောင်မယ်အေးအဲ့မှာစိတ်ကြကြည့်ကွာဒီလူဘာကိုင်းမြန်ဝယ်ထားလဲမသိဟာအိုးဝေါရဲကကြည့်အောင်ဘိန်းလုံးကြီးရောအိုးကြီးကြိုက်တယ်ကွာအိုးတော်တော်မိုက်တာပဲဟာဝေါတိုင်းမဲ့ရဲကားကြီးဆိုတော့ငါမဝယ်ရဲဘူးဟာဒီဆိုင်ကယ်အောင်ဝိတ်ဝေါဟောဒါရှားပါဆိုင်ကယ်ကြီးပဲအိုးဒီလိုဆိုင်ကယ်ကိုလာရွှေစီမှာရှိရလို့ကြားဘူးတယ်ဒါပေမဲ့ဒီလူတစ်ခါမှထုတ်မစီဘူးအိုးကြည့်အောင်ကွာအိုးတော်တော်ကြိုက်တယ်ကွာအိုးဒေါ်လာ1000ကတော့ဒီဆိုင်ကယ်နဲ့တန်းနေပြီဟိုကားကတော့မဝယ်တော့ကွာကြိုက်တော့ကြိုက်တယ်ဒါပေမဲ့မဝယ်ရင်ကဲအဲ့ဒါဆိုရင်တော့ဒါကိုပဲဒေါ်လာ1000ပေးပြီးတော့ဝယ်လိုက်တော့မယ်ကွာအိုးမိုက်တယ်ကွာအိုးကြည့်အောင်ရထားတော့လဲနေတာအကွက်ဟိုမိုက်ရေကဲဟိကိုလာရွှေကဲ
ခင်ဗျာကားတော့မဝယ်ဘူးဗျာဆိုင်ကတော့ကြိုက်သွားပြီအဲ့ဒါကြောင့်ဆိုင်ကကိုဒေါ်လာ1000ပေးမယ်ဗျာအဆင်ပြေလားခင်ဗျာဒီလိုဆိုင်ကလမ်းကြီးကိုမစီးရွဲနဲ့ဥထားတာပဲ အေးဟုတ်တယ်ကွာအဲ့ဒါငါမူရထားတဲ့ဆိုင်ကြီးပဲမင်းကအဲ့ဆိုင်ကြီးကိုဒေါ်လာ1000ပေးမှဆိုတော့ကျေးဇူးပဲကွာအဲ့ဒါဆိုငါအဲ့ဒါကိုပဲရောင်းလိုက်တော့မယ် ဟုတ်ကဲ့ပါဗျာအဲ့ဒါဆိုကျွန်တော်ဒီဆိုင်ကကိုပဲဒေါ်လာ1000ပေးပြီးတော့ဝယ်သွားလိုက်မယ်မှားလို့ဒါကလေးကစားစရာတနပ်ပါဗျာဘာမှမဟုတ်ဘူးကဲနေအောင်ဒီနားလေးချလိုက်မယ်နော်โอเคဆိုတော့ဒီမှာ3000 4000 5000 6000 9000 8000 9000 1000အဲ့မှာဗျာဒေါ်လာ1000ကဲဟာဘာမဟုတ်ဘူးအဲ့ဒါကလေးကစားစရာတနပ်တွေပါဗျာ ဘာကြီးကျေးဇူးတင်ပါတယ်ကွာဆိုင်ကစီးရနဲ့ဒေါ်လာ1000ရဆိုတော့မင်းကျေးဇူးတင်တယ်ကွာကဲမင်းအဲ့ဆိုင်ကိုစီးပြီးတော့တစ်မျိုးလုံးပတ်ကြွားလိုက်တော့ကွာငါကောင် ဟုတ်ကဲ့ပါဗျာကဲအဲ့ဒါကျွန်တော်သွားပြီဗျာခင်ဗျားရဲ့ဆိုင်ကရှေးအောင်ဆိုင်ကယူစီးပြီးရှားပါဆိုင်ကယူစီးပြီးသွားပြီဗျာကဲကိုလာရွှေဘိုင်းဗျာ နောက်တော့တွေ့မယ်ကွာ ကဲငါကိုလာရွှေစီကရှေးအောင်ရှားပါဆိုင်ကရခဲ့တယ်ကွာဒီဆိုင်ကတော်တော်ရှားပြီကွာရှေးအောင်ဘိန်းယူပဲတစ်ချက်ရှိုးလိုက်တယ်ကွာဒီလိုဘိန်းကြီးခုခင်မရှိတော့ဘူးဝိုးကြည့်အောင်ကွာတော်တော်မိုက်တယ်အိုးဝေးအိုးတောင်ချင်းတောင်တက်တယ်ဆိုဒီဘိန်းကအိုးဝေးကြည့်အောင်ထောင်သွားတာပဲဝိုးတော်တော်မိုက်တယ်ကွာ A few moments later. ကဲဒေါ်လာ1000နဲ့ရခဲ့တဲ့ရှေးအောင်ဖိုးတန်ဆိုင်ကကြီးကိုဒီကိုတော့နဲ့ထည့်ထားလိုက်မယ်ကွာโอเคဆိုတော့ငါတစ်မျိုးလုံးကအရှားပါဆုံးတနိုင်ငံလုံးတစ်ကမ္ဘာလုံးကအရှားပါဆုံးဘိန်းတွေကိုငါရခဲ့ပြီโอเคဆိုတော့ငါရဲ့ဆန္ဒပြည့်သွားပြီကွာโอเคဆိုတော့ဒီထည့်ထားလိုက်မယ်ဟိုကြည့်အောင်ကရက်ထားအောင်လဲနေတာစကီကျွန်တော်မိုက်တယ်ကွာကြည့်ရတာကဲဆိုတော့ကားလေးရပြီဆိုင်ကလေးရပြီ UFO အကောင်းစားကြီးလေးရပြီโอเค UFO အကောင်းစားကြီးကတော့ဟိုမြောက်ခန်းထဲဝယ်တင်ထားလိုက်အောင်မယ်အရေးအကြောင်းတွေမှာအာကာသတွေဘာကြီးရသွားမှာပဲယူတော့မယ်ဟာမှုတ်ကြီးခွေးကောင်ဘေးသွားနေတယ်မသိဘူးငါကာခုတီလာမအပ်သေးဘူးဒီကောင်ခကြီးတွေထွက်နေရတင်နေထားလိုက်ပါကွာဒီကောင်ထောင်ထဲကထွက်လာပြီတခြားနိုင်ငံတွေသွားချင်မှာပေါ့โอเคဆိုတော့တညာလုံးမရသေးဘူးကွာအိမ်မယ်ကဲခုမှပဲအဆင်ပြေတော့တယ်အေးပြီကွာ